ယနေ့ကျင်းပပြုလုပ်တဲ့နှိုင်းပွဲမြို့နယ်ပူမောင်သေးရွာကရင်တက္ကသိုလ်2965ခုနှစ်ကရင်တက္ကသိုလ်ကရင်နှစ်သက်ကူနှစ်မင်္ဂလာအထိမ်းအမှတ်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြီးများအပ်ပါတယ်ရှင် ဆက်လက်၍အစီအစဉ်ရအားကစားသမားများကအားကစားဒိတ်တန်ရွတ်ဆိုမှာဖြစ်ပါတယ်ရှင်။ဤအစီအစဉ်ကိုစစ်ချမှုကအဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။မောင်လာလောက်လို့စစားနေမင်းကြီးခိလာဒီအောင်ရှုံး我这一步怎么样？现在再来ဆောင်ရွက်မှုရှိပါခင်ဗျာ။好，对。စီစဉ်ရကြံပွဲစစ်ပါရေးကော်မတီဥက္ကဋ္ဌစီးရွာအုပ်ချုပ်ရေးမှူးကအပွင့်မှစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားပါရှင်။မဟုတ်ဘူးမှာဘာလို့စီကြမ်းလဲလို့ရှာဖို့ဒီငယ်ဆိုင်ကိုနေတော့လာအဲ့ဒါစစ်တာပြနေလို့စားပေးပါဒီတော့ရဲ့ဆိုပြချက်ကိုလည်းလက်ခံပေးပါလောက်လိုက်လဲထူလူမောင်ပြဘောကွာလာလီပေါချေတာလောက်စလျောင်းရောင်းကိုလာဘလူးခွေရထားကိုထိုးလီတဲ့ခိလာအေးအေးတို့ပတ်စပ်ကိုနေပြရလမ်းလေးကိုမောင်လာတော့ပစစားနေမင်းခိလာ
路上不的路，爱人在归内当啦。头来来吐露梦呀，我花了一泡子的，路归呀他苦头里的黑啦。毛呀老头子啥也没你黑啦。မင်္ဂလာပါရှင်ယနေ့ကျင်းပပြုလုပ်တဲ့ခမ်းနားကတော့လိုင်းမွေးမြို့နယ်ပူပေါင်းကြီးရွာအုပ်စုပင်ရတက္ကရီ2965ခုနှစ်ပရင်နှစ်သက်ခုနှစ်မိသားအကျွေးမှန်ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲခမ်းနားပဲဖြစ်ပါတယ်ရှင်ခမ်းနားစီစဉ်များကိုခဏဖကြားကြေညာပါမယ်ရှင်ခမ်းနားစီစဉ်တဲ့အားကစားသမားများကိုယ်အတွင်းသို့အသင်းလိုက်ကြီးစက်နေရယူခြင်းစီစဉ်တဲ့အားကစားသမားပြိုင် ခ